တွေ့တဲ့ရောက်လာခဲ့တဲ့ဒီလိုနေဦးနေတည့်ရချောင်းတွေကြားမှာခြေတံလေးတွေပြန်ချမိလိုက်ရတယ်လို့ရှိသွားချင်မိတယ်ဒီတရားလေးမင်းပြီးဒီတရားလေးမတည်ပဲနဲ့ဘာလို့ဆုံးရှုံးသွားတယ်မပြောပြတတ်ပါဒီရမယ်ပါပြေးသွားနေတွေ့ထားတဲ့စင်ခုံမောင်းနေတယ်ဒါရချီတို့မူရနေတော့မယ်ငါစိတ်ကူးရတဲ့ရမလို့နိုင်ငယ်လို့အဆွဲလမ်းမှုရဲ့ပုံဆောင်ခဲ့နှလုံးသားတစ်ခုအဖြစ်သူစီခဲ့ဖို့မျောလင်းခြင်းများတဲ့ဖတ်တွေ